အားလုံးပဲမင်္ဂလာပါပညာသင်တဲ့အနေနဲ့ခေါင်းစည်းခွင်းချုပ်နည်းလေးကိုသင်ပေးမယ်ပေါ့နော်ခေါင်းစည်းခွင်းချုပ်ဖို့အတွက်အလံ4လက်မနဲ့အရှည်28လက်မညှပ်ပါမယ်အခုသုံးမယ့်အစားက28လက်မမရှိဘူးပေါ့နော်21လက်မပဲရှိရဲ့အဲ့ဒီတော့21လက်မတစ်ခါနောက်ထပ်9လက်မတစ်ခါညှပ်မယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့အစမှာအခုမမြင်ပြတ်တယ်လို့မျိုးအဆုံးတက်နေရလို့အပေါက်လေးရှိနေရရှိလို့ရှိရင်အဲ့နေရာကိုဖြတ်ပြီးတော့မှချုပ်မယ်ပေါ့နော်ဒီနေရာမှာတစ်ခုပြောချင်တာကအစားလောက်တဲ့သူတွေအနေနဲ့က4လက်မ28လက်မတန်းညက်ပြီးတော့တန်းချုပ်လို့ရရပေါ့နော်အခုကအစားမလောက်တဲ့သူတွေအတွက်ပါအဆင်ပြေအောင်လို့မမင်ကဒီအစကိုသုံးပြီးတော့ချုပ်ပြပေးရပါကဲခုနက4လက်မနဲ့27လက်မညက်ပြီးသွားပြီပေါ့နော်ခေါင်းစည်းခွင်းချုပ်ဖို့28လက်မလိုပါဖြစ်တဲ့အတွက်နောက်ထပ်9လက်မလိုသေးရပေါ့နော်ဒီနေရာမှာတတိထားရမှာကချုပ်စာလက်မဝက်ခြံရမယ်ပေါ့နော်အစကိုဆက်မှာဖြစ်တဲ့အတွက်လက်မဝက်ပေါင်းပြီးတော့မှထည့်ပြီးညှပ်ရမယ်အခုဆိုရင်9လက်မညှပ်ရမှာကိုလက်မဝက်ပေါင်းထည့်ပြီးတော့မှ9လက်မခွဲညှပ်ပါမယ်ဒီနေရာမှာမမင်ပြောချင်တာကဥပမာကိုယ့်ရဲ့အစကလက်မ20ပဲရှိရဆိုရင်28လက်မပြင်အောင်နောက်ထပ်8လက်မထပ်ညှပ်ပြီးတော့မှအစကိုဆက်ရမယ်ပေါ့နော်ချုပ်ဖို့အတွက်လာရဘက်အချမ်းတစ်ခုကိုထပ်လိုက်မယ်ပေါ့နော်အဲ့ဒါပြီးရင်တော့စချုပ်ပါမယ်ဒီနေရာမှာအစာရွေးမှာဆိုတဲ့သူလေးတွေကပင်လေးနဲ့ချိန်ပြီးတော့ချုပ်လို့ရရပေါ့နော်ကဲခုကအစားရဲ့ရှည်လေးက28လက်မပြည့်ရွာရေပေါ့နော်ခေါင်းစည်းခွင်းစချုပ်ပါမယ်အစားရဲ့အရှည်28လက်မပြည့်ရတဲ့လူတွေကအခုပြရဲ့အဆင့်ကနေစပြီးတော့မှလိုက်ပြီးတော့ချုပ်ရုံပဲပေါ့နော်အစားရဲ့ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုချုပ်ခဲ့မယ်ပေါ့နော်အခုပြမယ်အဆင့်ကိုတီချာလေးနားထောင်ပြီးတော့တီချာလေးအာရုံစိုက်ပြီးကြည့်မယ်နော်မင်းသစိမ့်ကျင်စီဖြည်းဖြည်းလေးနဲ့တီချာလေးရှင်းပြပေးသွားမယ်ဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုချုပ်ကပ်ပြီးသွားပြီဆိုရင်ချုပ်ထားရဲ့ချုပ်ရကိုအလဲကောင်မှာထားမယ်ပေါ့နော်ထားပြီးတော့ရင်အခုအနေထားကအပေါ်လေယာနဲ့အောက်လေယာရှိရဟုတ်အမှမှာအပေါ်ဆုံးဒီချုပ်ရရှိရဲ့အပေါ်ဆုံးလေယာကိုမမေခုပြတယ်လို့မျိုးခောက်မယ်ခောက်ပြီးတော့နောက်ထပ်သေးလေးဖြစ်အောင်ပြန်ပြီးခောက်မယ်ပေါ့နော်ခောက်ပြီးတော့အလဲကောင်နားလောက်ကိုတခြားထားမယ်ထားပြီးတော့ရင်အောက်လေယာဖြစ်တဲ့အောက်မှာထားရတဲ့အောက်မှာရှိနေတဲ့အစကိုဟိုဘက်ထိပ်နဲ့ဒီဘက်ထိပ်ကိုထပ်လိုက်မယ်ပေါ့နော်ခုနကခောက်ထားတဲ့အပေါ်ကလေယာကိုအတွင်းဘက်ကိုရောက်နေရမယ်ပေါ့နော်တိတိလေးဖြစ်နေရမယ်အဲ့ဒါမှဒီလိုဘေးနားတွေကိုချုပ်တဲ့အခါမှာအတွင်းကအစကိုမချုပ်မိမှာပေါ့နော်မချုပ်မိအောင်လည်းသတိထားပြီးတော့မှချုပ်ရမယ်ကဲခုကစပြီးတော့မှချုပ်ဖို့ပြင်ပါမယ်အလဲအတွင်းဘက်ကအစကိုမချုပ်မိအောင်အထဲကိုတေချာလေးထည့်မယ်အထဲဘက်ကိုရောက်နေတာသိချပြီဆိုရင်ဘေးနားလေးတွေကိုစချုပ်မယ်ပေါ့နော်ဒီနေရာမှာတတိထားရမှာကရှေ့သွန်းနောက်ဆုံးချုပ်ပေးပါစစချင်းချုပ်တဲ့နေရာကိုချီမဖွာလို့ရှေ့သွန်းနောက်ဆုံးလေးချုပ်ပေးမယ်တခါရေးတမ်းပြီးတော့ချုပ်သွားလို့မရအောင်နော်ဖြည်းဖြည်းချင်းချုပ်မယ်ချုပ်ပြီးသွားရင်ခဏရက်ပြီးတော့မှအထဲကအစကိုမချုပ်မိအောင်လို့အတွင်းဘက်ကိုတခြားလေးပြန်ထည့်မယ်ထည့်ပြီးတော့မှပြန်ချုပ်မယ်ပေါ့နော်ဒီလိုပဲဖြည်းဖြည်းချင်းစီချုပ်သွားလိုက်ပြီးတော့လို့ရှိရင်ရက်ပြီးတော့မှအတွင်းဘက်ကအစကိုအထဲကိုတခြားပြန်ထည့်ပြီးတော့မှပြန်ဆက်ချုပ်မယ်ပေါ့နော်
ချုပ်လာရင်လည်းအဆုံးနားထိရောက်လာပြီဟုတ်အဲ့ခါကျရင်အစကိုတခြားထင်းပြီးတော့မှအတွင်းဘက်ကိုထည့်ထားတဲ့အစကိုဒီကိုယ့်ဘက်ကိုဆွဲထုတ်မယ်ပေါ့နော်ဆွဲထုတ်ပြီးသွားရင်အတွင်းဘက်ကအစကအပြင်ဘက်ကိုထွက်နေရအောင်အဲ့ခါကျရင်အထဲဘက်ကိုအတွင်းဘက်ကိုတခြားလေးလက်နဲ့ထည့်ပြီးပြန်ထည့်မယ်ထည့်ပြီးသွားရင်ဆက်ပြီးချုပ်လာမယ်ပေါ့နော်အဆုံးထိရောက်လာပြီဆိုရင်အတွင်းကအစကိုပြန်ဆွဲထုတ်မယ်ဆွဲထုတ်ပြီးသွားရင်အဲ့ဆွဲထုတ်လိုက်တဲ့အစကိုပဲမချုံမိအောင်လို့အတွင်းဘက်ကိုတခြားလေးပြန်ထည့်မယ်ထည့်ပြီးသွားရင်ဘေးနားလေးကိုပြန်ပြီးတော့ချုပ်မယ်ပေါ့နော်ဒီလိုနဲ့ပဲအဆုံးထိရအောင်ဆက်ပြီးချုပ်သွားမယ်ပေါ့နော်အခုကအဆုံးသက်နာတီးရလာပြီပေါ့နော်အဲ့ဒီခါကျရင်ပြောင်းပြန်လန်မှုအတွက်တလက်မခွဲလောက်ခြံပြီးတော့မှချုပ်မယ်ပေါ့နော်ပထမအဆုံးဆောက်ချုပ်ထားတဲ့အမှတ်ရဲ့အခုအဆုံးနာပေါ့နော်အဆုံးနာအမှတ်ရဲ့ကြားထဲမှာတလက်မခွဲလောက်ခြံပြီးတော့ချုပ်မယ်ကဲအကောင်လုံးကိုချုပ်ပြီးသွားပြီဆိုတော့ပြောင်းပြန်လန်မယ်ပေါ့နော်ပြောင်းပြန်လာပြီးသွားပြီဆိုရင်မြို့ကျိုတက်မယ်ပေါ့နော်တချို့ကြတော့လဲဘောင်းမီကျိုလို့လည်းခေါ်ကြရပေါ့နော်ပုံမှန်ကတော့မြို့ကျိုရဲ့အရှိကို9လက်မှတုံးနေပေါ့နော်တချို့ကြတော့လဲစပင်းအိုထိုကမျိုးရှိရပေါ့နော်အဲ့လိုကြရင်လဲ customer ရဲ့ order ရ10လက်မှ9လက်မှ10လက်မှလို့တလို့မျိုးဟိုတုံးလို့ရရဲချုပ်လို့ရရဲပေါ့နော်မြို့ကျိုထည့်ဖို့အတွက်ဒီပင်းကျက်လေးကိုတုံးမယ်ပေါ့နော်မမေညကျိုထည့်တဲ့အခါမှာကျန်တဲ့တစ်ဖက်ကိုလည်းမလွတ်သွားအောင်လို့လက်ကနေတခြားလေးကင်ထားမယ်ပေါ့နော်ညကျိုလေးကိုဒီချုပ်ထားတဲ့အစတွေကိုဖြည်းဖြည်းချင်းစီထည့်သွားမယ်ညကျိုထည့်တာအဆုံးသက်နာကြီးရောက်လာလေပို့ပြီးတတိထားရမယ်ပေါ့နော်တရင်တစ်ဖက်ကိုကန်ထားရဲ့မြို့ကျိုကိုမလွတ်မိအောင်လို့တခြားလေးရေးဆိုင်ပြီးတော့မှထည့်မယ်ဒီနေရာမှာလေအဆုံးသက်နာလေးရောက်ပြီဆိုရင်ဒီမြို့ကျိုကိုပေါ့နော်ဆက်နဲ့ချုပ်လေးရရဲမမေကအရင်တော့ဆက်နဲ့ချုပ်ပြီးတော့မှလုပ်ဖို့ခဏလေးဆိုရင်ပြန်ပြီးတော့မှပြစ်တယ်ပေါ့နော်အဲ့ဒါကမမေချီရပဲများပါတယ်ဒါလေးကခုနကဗျာမြန်လန်မှုအတွက်ခြံထားရဲ့အပေါက်လေးပေါ့နော်အပေါက်လေးကိုပိတ်ဖို့အတွက်ကိုမမေကလက်ချုပ်အက်ကိုသုံးပါမယ်ချီရမပေါ်အောင်ချုပ်မှဖြစ်တဲ့အတွက်အပြင်ကနေမဟုတ်ဘဲနဲ့အတွင်းဘက်ကနေစပြီးတော့မှထုံးမယ်ပေါ့နော်မမေချုပ်ပြရဒီချာလေးကြည့်မယ်နော်ဒီအက်ကိုအစရဲ့အပြင်ဘက်ခြမ်းကိုမရဘူးဒီအတွင်းဘက်ကအနာသားလေးတွေကိုပဲချုပ်လာခဲ့မယ်ပေါ့နော်ဘာလို့လဲဆိုရင်ချုပ်ရမပေါ်အောင်လို့ပေါ့နော်ချ
ချုပ်ပြီးတော့ရင်အပေါက်အနေထားလေးတစ်ချက်ကြည့်လိုက်ပါနော်အရင်ဟာနေနေရမျိုးရှိလားရှိလို့ရှိရင်နောက်တစ်ကြောပြန်ချုပ်မယ်ပေါ့နော်ဒီလိုမရှိရင်တော့ဒီနေရာမှာတင်ရက်လိုက်လို့ရရဲ့အခုကစနေတစ်ဖက်နားလေးမှာအပေါက်ကြီးဟာနေရပေါ့နော်အဲ့ဒါဆိုတော့မမေကပြန်ပြီးတော့မှတစ်ကြောပြန်ချုပ်မယ်အဲ့ကိုအပြင်ဘက်ကြီးထိုးပေါက်ပြီးမချုပ်ဘူးနော်အတွင်းသားလေးကိုပဲရှက်ပြီးတော့မှတာယာလေးချုပ်သွားမယ်ချုပ်ပြီးသွားရင်အဆုံးတက်နာလေးကိုခြေထုံးမယ်ပေါ့နော်ခြေမထုံးမင်းလေးဒီတိုင်းညှက်ဖြတ်လိုက်မယ်ဆိုရင်ခြေကပြန်ဖွာလာမှာပါအခုကအဆုံးသက်နေရာလေးကိုခြေထုံးနေရပါတော့ကဲချုပ်ပြီးသွားရင်ပုံနေရဲ့ခြေလေးကိုညှက်ဖြတ်မယ်အခုဆိုရင်တော့ခေါင်းစည်းခွင်းလေးကချုပ်လို့ပြပါပြီနောက်ထပ်လည်းပညာဒါနဗီဒီယိုလေးတွေကိုတင်ပြတော့မှာမို့လို့မမေရဲ့ YouTube channel လေးကို subscribe လေးလုပ်ထားပေးပါအောင်နော်